ဒေါ်ကြီးဒီပစ္စည်းအတော်တောင်းနေစင်မအောင်နော်ဟုတ်လားသားအတော်ကပတ်စံလူနေရအတော်ရဲ့သမီးကနေမကောင်းဘူးသားရဲ့ဒါနဲ့ဒီပစ္စည်းကအတော်ကြီးပြရရလားအဲ့ဒီပစ္စည်းကကြာပေးသားရဲ့အတော်ရဲ့အမေကပေးခဲ့တာရှင်းအောင်မွေနေလေသားရဲ့ရှင်းအောင်အမွေနေဆိုတော့တမုန်းရှိဦးတော်ရဲ့အဲ့ဒါကြောင့်မလို့တော့ဝယ်ပေးကြမယ်နော်အော်ဟုတ်လားသားအေးဘောရသလောက်ပေါ့အတော်ပတ်စံလူနေလို့သားရဲ့အော်โอเคဒေါ်ရော့တော့ဝယ်တော်လိုက်နော်အော်အေးပါဟာဒီပစ္စည်းအရင်တက်မိုးကြည့်ရကွာအဲ့တို့ရဘာလည်းမသိဘူးငါတော့ချမ်းသာပြီရဲ့သမီးအော်အမေဘာလို့လိုက်လာရလဲအမေနေမကောင်းမို့လားအော်သမီးတို့စိတ်ကူးလို့ပါဒါနဲ့လေမီးလေးနဲ့ကောင်းပါလားအမေရဲ့မီးကနေမကောင်းသေးဘူးမေရဲ့သမီးလည်းခုမှစီအောင်ပြန်အောင်တာအော်ဟုတ်လားသမီးဒါနဲ့လေသမီးကိုလေအရင်ကအမေရှင်းအောင်ဝင်နေပေးတာရှိသေးလားအမေအဲ့ဒီဟာမရှိတော့ဘူးအမေရဲ့သမီးရောင်းလိုက်ပြီဟုတ်လားသမီးဘာလို့ရောင်းလိုက်တာလဲအဲ့ဒီဟာအရင်တက်မိုးကြည့်တာသမီးရဲ့ဟဲဟုတ်လားမေဟုတ်တယ်သမီးရဲ့အဲ့ဒီဟာအရင်တက်မိုးကြည့်တာအမေတို့ဆိုရင်လေအဲ့ဒီဟာတက်လုံးစားလည်းမကုန်ဘူးသမီးရဲ့အမေသမီးရောင်းတော့လေအဲ့ဒီပွဲစားကပြောတယ်တောင်းမိုးမရှိဘူးတဲ့တက်ခွက်ပဲရမယ်လို့ပြောတယ်မေဟဲတော့ပါပြီသမီးရဲ့အမေအဲ့ဒါဆိုရင်လေသမီးရဲ့သူ့ဆိုပြန်မင်းကြည့်လိုက်မို့နော်သမီးရပါမလားသမီးရဲ့အမေရဲ့တက်မိုးကြည့်ပြီးဆိုတော့မရလည်းကြောက်တောင်းမှာပေါ့အမေသွားတော့မယ်နော်အမေတာမနေ့ကလည်းရောက်နေလေရှေ့အောင်ပြည့်စလေးကြံသေးလားဒေါ်ကြီးဘာလာပြောနေလဲဘယ်ကရှေ့အောင်ပြည့်စလေးမရှိဘူးနော်အော်တာရဲ့လောက်ပါအဲ့ဒီပစ္စည်းကလည်းအရန်တက်မိုးကြီးအတော့ပြောင်းပါနော်ပြီးရင်လေအတော့ပတ်စံနဲ့စပြန်ပြမယ်ဟာမရောင်းနိုင်ပါဘူးရောင်းတဲ့ပစ္စည်းကပြန်ဝယ်လို့မရဘူးလေတာရဲ့လောက်ပါအဲ့ဒီပစ္စည်းကလေအတော့ရဲ့အမေကပေးခဲ့တာအခုသူပြန်တောင်းနေလို့တာရဲ့ဟာမရောက်လို့ပြောနေမကြောက်လားသွားပြန်တော့သမီးအမေပစ္စည်းရလားအမေမရဘူးမရဲ့ तू ကလည်းပြန်မရဘူးတဲ့အော်မင်းလေးအဲ့ဒီပစ္စည်းရလေအဖွားတို့ပြန်ပါလားအဲ့ဒီပစ္စည်းရလေအဖိုးဒီပေးကြတာဆိုတော့အဖွားတိတ်နာကျင်လို့ပါအဖွားကြီးဘာလာပြောနေလဲအတော်ကြီးခမည်းအမေပြန်ခေါ်ရအောင်ကျွန်တော်ရဲတိုင်လာမလားရဲတော့မတိုင်ပါနဲ့သားရဲပြန်ဆိုလဲပြန်ပါမယ်အမေပြန်ကြမယ်နော်သမီးအဲ့ဒီပစ္စည်းရလေအရင်တမိုးကြီးရသမီးရဲ့ကဲပါမရဲ့မရောက်ဆိုပြန်ကြမယ်အမေလားဟာဒီပစ္စည်းရတော့တမိုးကြီးရပဲငါမနဲ့တော့ရောက်မယ်အေးငါလည်းချမ်းသာပြီရဲ့သမီးဟိုကောင်လေးသိရမလားပွဲစားကောင်လေးလေသူဆုံးသွားရင်သမီးရဲ့ဟဲဟုတ်လားမေဘယ်လိုဖြစ်လို့ဆုံးသွားတာလဲအဲ့တော့အမေလည်းမသိဘူးသမီးရဲ့အော်ဒါနဲ့လေအမေတို့ရောင်းလိုက်တဲ့ပစ္စည်းရတယ်ကျိန်စာရှိရဲ့သမီးရဲ့ဟုတ်လားမေအဲ့ဒီကဘယ်လိုကျိန်စာရှိရလဲအဲ့ဒီကျိန်စာအမေလည်းသိငါမလဲဘူးသမီးရဲ့အခုလေသူတို့မိသားစုကောင်လုံးဆုံးသွားရင်သမီးရဲ့ဟဲ